တခင်တွေ channel ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီကနေ့တခင်တွေ channel ရဲ့ podcast အစီအစဉ်ကနေတင်ဆက်ပေးခြင်းတဲ့ဆောင်းပါးတစ်ပုဒ်က PDF Insight Page မှာဖော်ပြထားတဲ့တက်တီဆောက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့ဆောင်းပါးကိုဒီ podcast အစီအစဉ်မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပြည်သူခုခံတွန်းလှန်စစ်ဟာအချိန်ကာလအဖြစ်9နှစ်အတွင်းဝင်ရောက်လာခြင်းခုခံစစ်စီရေးအခြေအနေတရက်ကိုရောက်လာခြင်းနေမြေစိုးမိုးမှုတိုးပွားလာခြင်းမှာပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပကဖအဖွဲ့တွေရဲ့တက်တီဆောက်ရေးအပေါ်တောင်းဆိုမှုတွေတိုးပွားလာပါတယ်တော်လိုင်းအောင်မြင်မှုအတွက်အကြောင်းရင်းတွေများစွာရှိတဲ့အထဲမှာတက်တီဆောက်ရေးဟာအရေးကြီးတဲ့ကဏ္ဍဖြစ်ပါတယ်ဆယ်စုနှစ်ပေါင်းများစွာအကြံပရန်နီနဲ့ဖက်စစ်ပုံစံတသွေးတသံတမိတ်နဲ့တိဆောက်ထားပြီးတော့ပျောက်ကြားစစ်တံပြန်ရေးကိုနှစ်ပေါင်းများစွာတိုက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုရော်ရီရော်ရဲဖွဲ့စည်းထားတဲ့တပ်တပ်နဲ့အလဲထိုးနိုင်မှာမဟုတ်ပါဘူးတက်တီဆောက်ရေးနဲ့ပတ်သက်ရင်နိုင်ငံရေးအတွေးခေါ်ပိုင်းစီရေးပိုင်းကုညီထောက်ပံ့ပေးမှုပိုင်းဆိုပြီးတော့အပိုင်းကြီး၃ပိုင်းရှိပါတယ်နိုင်ငံရေးအတွေးခေါ်ပိုင်းမှာဆိုရင်တက်တွင်းနဲ့တက်ပြင်အဖွဲ့အစည်းတွေရဲ့နိုင်ငံရေးအတွေးခေါ်ပိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်မတရားမှုကိုမလိုလားတဲ့အတွက်တရားမျှတမှုဒီမိုကရေစီကိုလိုလားတဲ့ပြည်သူတွေနဲ့တက်ကိုတိဆောက်ထားရတာဖြစ်ပါတယ်အဲ့ဒီတော့မူလအစကတည်းကနိုင်ငံရေးအရလိုလားချက်တွေရှိထားပြီးသားဖြစ်ပါတယ်ဒါလက်နက်ကင်အဖွဲ့ကနိုင်ငံရေးမှာပါဝင်ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးရှိနေတဲ့တက်ဟာနိုင်ငံရေးမကျေနပ်မှုကနေပေါက်ဖွာလာတဲ့မူလဗီဇကိုဆိုလိုရင်းပဲဖြစ်ပါတယ်နိုင်ငံရေးမှာဆွတ်ဖက်မှုမလုပ်ရပေမဲ့နိုင်ငံရေးကိုတော့သိနားလည်နေဖို့လိုပါတယ်ဒါမှသာလူလူစီယုံရေးမဟာမိတ်စီယုံရေးအခက်ခဲတွေကိုကြက်ကြက်ခံရင်ဆိုင်ရေးအတွက်အာမခံချက်ရှိမှာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲဒီမိုကရေစီနဲ့နိုင်ငံရေးအခြေခံသဘောတရားတွေဖက်ဒရယ်အရေးတွေလူမျိုးစုအရေးတွေနိုင်ငံတကာအခြေအနေတွေပြည်တွင်းစစ်အကြောင်းနဲ့ကုန်ထုတ်စီးပွားရေးအကြောင်းတွေကိုသိနာလည်ဖို့လဲလိုပါတယ်တက်ပြင်အဖွဲ့အစည်းတွေအနေနဲ့လည်းတက်ဟာတော်လှန်ရေးအတွက်အသက်တမျှအရေးကြီးတယ်ဆိုတာနိုင်ငံရေးအရလက်ခံနားလည်ပြီးအားပေးကူညီပေးဖို့တက်တီဆောက်ရေးကိုပုံစံအမျိုးမျိုးနဲ့ကူညီပေးဖို့လိုပါတယ်တက်အားကောင်းရင်အာဏာခွဲဝေမှုပိုင်းအားနည်းနိုင်တယ်လို့မယူဆသင့်ပါဘူးတော်လှန်ရေးကာလနဲ့နိုင်ငံတည်ဆောက်ရေးကာလတွေမှာစစ်အနိုင်တိုက်ရေးအတွက်တက်အားကောင်းဖို့လိုပါတယ်တက်အားကောင်းဖို့ဆိုတာတက်တွင်းဗဟိုချုပ်ကင်မှုအားကောင်းရေးလို့ရေဘူးရအားဖြင့်ပြောနိုင်ပါတယ်တက်တည်ဆောက်ရေးစီရေးပိုင်းနဲ့ပတ်သက်ရင်လည်းတက်ဖွဲ့စည်းမှုတက်လေ့ကျင့်မှုတက်မှုကြီးတွေနဲ့တက်မှုငယ်တွေရဲ့အပိုင်းတွေဆိုပြီးတော့အစစ်စစ်ပါဝင်လျက်ရှိပါတယ်ဖွဲ့စည်းလိုက်တဲ့တက်ဟာလက်တွေ့မြေပြင်အခြေအနေရင်ဆိုင်ရမယ့်ရန်သူအခြေအနေရန်သူလက်နက်အခြေအနေကိုယ့်လက်နဲ့တက်ဆင်နိုင်မှုကိုယ့်တက်တိုက်ရမယ့်စစ်စီရေးအခြေအနေတွေနဲ့ကိုက်ညီတဲ့တက်တံမျိုးဖြစ်တင်ပါတယ်ဒါမှပဲတိုက်ရမယ့်တိုက်ပွဲနဲ့ကိုက်ညီတဲ့တက်ဖြစ်ပါလိမ့်မယ်ဥပမာတက်ရင်ဖွဲ့စည်းပုံကိုဘယ်လောက်အင်အားထားမလဲဘယ်လိုလေ့ကျင့်ရေးမျိုးတွေပေးမလဲလူအင်အားများများနဲ့မိုင်းစစ်စီရေးအဓိကထားမလားညတိုက်ပွဲလားပျောက်ကြားတိုက်ပွဲလားမြို့သိမ်းတိုက်ပွဲစူးစီးလှုပ်ရှားမဲ့စစ်စီရေးတွေမှာဘလောက်ပေါ်ပါစွာသွာလာနိုင်စေမလဲစတဲ့အချက်တွေကိုအခြေခံတွက်ချက်ရပါမယ်တွက်ချက်မှုပေါ်အခြေခံပြီးလေ့ကျင့်မှုလိုအပ်ပါတယ်လက်ရှိစီရေးအခြေအနေအရတက်ရင်အဆင့်စီရေးလှုပ်ရှားမှုတွေကအဓိကလားတက်ဖွဲ့အဆင့်လှုပ်ရှားမှုကအဓိကဖြစ်မလားညတိုက်ပွဲကအဓိကလားခံစစ်တွေကအဓိကလားလှုပ်ရှားစစ်ကအဓိကလားတက်ဖွဲ့ငယ်တွေနဲ့လှုပ်ရှားစစ်ကစားမှုအဓိကလားဆုံးဖြတ်ဖို့လိုပါတယ်ဒီလိုလိုလားချက်တွေကိုအခြေခံပြီးလေ့ကျင့်တည်ဆောက်မှုလုပ်ဖို့လည်းလိုအပ်ပါတယ်တက်မှုကြီးတွေအနေနဲ့တက်တည်ဆောက်ရေးလေ့ကျင့်ရေးတွေအရေးကြီးတာသေချာနားလည်လက်ခံဖို့လိုပါတယ်လေ့ကျင့်သားမဝသေးတဲ့တက်ထက်လေ့ကျင့်သားဝပြီး
အတွေ့အကြုံများတဲ့တက်ကပိုပြီးတော့အသုံးဝင်ပါလိမ့်မယ်တက်မှုငယ်တွေအနေနဲ့လည်းကိုတက်သားတွေကိုလေ့ကျင့်ရေးအရေးကြီးမှုကိုသိရှိနားလည်စေဖို့လိုအပ်တယ်လို့တက်သားတွေနဲ့အနိကနေထိုင်ပြီးနိုင်ငံရေးပိုင်းစီရေးပိုင်းတိဆောက်ပေးမှုတွေလည်းလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်ဒီနေရာမှာတက်မှုငယ်တွေရဲ့ကဏ္ဍကလည်းအရေးကြီးတာမို့တက်မှုငယ်တွေကိုလည်းစီရေးနိုင်ငံရေးပိုင်းသင်တန်းကျောင်းတွေနဲ့စနစ်တကျလေ့ကျင့်သင်ကြားထားဖို့လိုပါတယ်တက်တီဆောက်ရေးထောက်ပံ့ကူညီမှုအပိုင်းမှာတက်ကိုလိုအပ်တဲ့လေ့ကျင့်ပေးမှုလိုအပ်တဲ့လက်နက်ကိရိယာထောက်ပံ့ပေးမှုနဲ့ဓာတ်ရိုက်စီရေးလိုအပ်ချက်တွေရှိနေတယ်လို့ကိုယ့်အဖွဲ့အစည်းတွေရဲ့ပံ့ပိုးကူညီမှုကလည်းလိုအပ်ပါတယ်ခရီးသွားလာရေးကိစ္စတွေကျန်းမာရေးစောင့်ရှောက်မှုပညာရေးစတဲ့ထောက်ပံ့ကူညီမှုတွေကလည်းလိုအပ်နေမှာဖြစ်ပါတယ်လိုအပ်တဲ့အခြေခံထောက်ပံ့မှုတွေမရှိရင်တက်တီဆောက်ရေးကိုကောင်းမွန်စွာလုပ်လို့ရမှာမဟုတ်ပါဘူးတီဆောက်ရေးလေ့ကျင့်ရေးတွေဟာကုန်ကျစရိတ်ရှိတဲ့လုပ်ငန်းတွေဖြစ်ပါတယ်လိုအပ်တဲ့စီးရေးလေ့ကျင့်ခန်းတွေတက်အသီးသီးနဲ့ဟန်ချက်ညီချိတ်ဆက်လှုပ်ရှားနိုင်ရေးတက်ရွှေ့နိုင်ရေးလေ့ကျင့်လှုပ်ဆောင်မှုတွေအတွက်ကကုန်ကျစရိတ်တွေရှိပါတယ်အဲ့ဒီအတွက်မိဖက်အဖွဲ့အစည်းအသီးသီးရဲ့ကူညီအားပေးမှုကလည်းအရေးကြီးတဲ့အချက်အနေနဲ့ပါဝင်ပါတယ်အထက်ပါအချက်ကြီး၃ချက်ဟာတက်တီဆောက်ရေးအတွက်အခြေခံအချက်တွေကိုအနည်းငယ်ရေးသားထားတာပဲဖြစ်ပါတယ်ခိုင်မာတဲ့တက်မရှိပဲအကြမ်းဖက်စစ်တပ်ကိုအနိုင်ယူချေမှုရေးစိန်ခေါ်ချက်တွေဟာရှိနေဦးမှာပါရန်သူကိုလှည့်လည်မြန်မြန်ချေမှုအနိုင်ယူရေးအတွက်ချစ်လက်ပြီးနိုင်ငံရေးနားလေတဲ့လူလူစီယုံရေးကောင်းမွန်တဲ့တက်ဖြစ်ဖို့အမြန်ဆုံးလိုအပ်နေပြီဖြစ်ပါတယ် PDF Insight Page ကရေးသားထားတဲ့တက်တီဆောက်ရေးဆောင်းပါးကိုဒီတစ်ပတ်သခင်တွေ channel ရဲ့ pocket အစီအစဉ်ဖြစ်တင်ဆက်ပေးလိုက်ရပါတယ်သခင်တွေ channel ကိုအစဉ်တစိုက်အားပေးနေကြတဲ့ပရိသတ်တွေအားလုံးလည်းဘေးကင်းကြပါပြီးစီးပွားလာပါတွေတိုးတက်ကြပါစေလို့သခင်တွေကနေဆုတောင်းပေးလိုက်ပါတယ်အစီအစဉ်ကိုအစအဆုံးနားဆင်ပေးကြတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ